အားလုံးပဲမင်္ဂလာပါ My Days မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ day 5ဖြစ်ပါတယ်ဒါကဒီ plan က day 4မှာထည့်ထားတဲ့ plan ကnormal stage ကိုဒီနေ့ရောက်နေပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ရာသီဥတုကနည်းနည်းအေးတယ်ခါတိုင်းလောက်မပူဘူးပေါ့နော်ဒီတော့ yeast တွေကတအားဒီတဘာဝ wild yeast တွေကတအားမထကြွဘူးတအားအစာစားသုံးမှုတအားမရှိတဲ့အတွက်ကြောင့်မလို့ရေလည်းမထွက်ဘူးသူ့ရဲ့ဒီတက်လာတဲ့ level ကလည်းဒါကတဖြည်းဖြည်း normal ဖြစ်စပြုလာပါပြီ။ဘာကြောင့်လဲဆိုတော့တခါတည်းနဲ့အုံးဆိုအပေါ်တက်သွားတာမျိုးကဒါ normal မဟုတ်ဘူးဒါပတ်ဝန်းကျင်ကိုသူကကျင့်ယူနေတဲ့အနေအထားဖြစ်ပါတယ်။တကယ် normal ဖြစ်ပြီဆိုလို့ရှိရင်တအား strong မဖြစ်သေးတဲ့ starter ကဒီလိုမျိုးလေးဖြည်းဖြည်းချင်းပဲတက်မှာပါ။ဒါကတအား strong မဖြစ်သေးဘူးရက်တူ starter တစ်ခုရဲ့ပုံမှန်အနေအထားဖြစ်ပါတယ်။တကယ်လို့ဒီနေ့မှာပေါ့နော်။ day 5မှာတကယ်လို့ကိုယ့်ရဲ့ starter ကတအားအပေါ်တက်နေတယ်ဆိုလို့ရှိရင်လည်းစိတ်မပူပါနဲ့เนาะဒါတွေက9ရက်မြောက်ထိကိုဖြစ်နေမှာပါတယောက်နဲ့တယောက်ဖြစ်တဲ့ပုံစံချင်းမတူပါဘူးဘာကြောင့်လဲဆိုတော့ကိုနေထိုင်ရာဒေတာရဲ့ရာသီဥတုအပူအေးပေါ်မူတည်ပြီးတော့ဒီ starter ကအရန်ရာသီဥတုပူနေတယ်ပူနွေးနေတယ်ဆိုစွနေဆိုလို့ရှိရင်ဒီအထဲမှာရှိတဲ့တကြားတက်ပေါ့နော်ဂျုံရဲ့တဘာဝပါဝင်နေတဲ့တကြားတက်ကိုစားပြီးတော့အပေါ်တက်လာတတ်ပါတယ်ဒါရာသီဥတုပူတဲ့အတွက်အရန် active တအားဖြစ်တာပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးဆိုရင်မတော်တဆရေလေးတွေထွက်လာတာမျိုးဖြစ်တတ်တယ်ဒါပေမဲ့ရာသီဥတုကအရန်အေးနေတယ်ဆိုရင်လည်းသူကလုံးဝမတက်တော့ဘဲနဲ့ဒီ level အတိုင်းပဲဒီ rubber band ထည့်တဲ့နေရာနားမှာပဲရှိနေတတ်ပါတယ်ဒါတွေအားလုံးကအစပိုင်းရက်တွေမှာပုံမှန်ဖြစ်ပါတယ်ဒါတွေအတွက်စိတ်ပူစရာမလိုပါဘူးပုံမှန်အတိုင်းပဲရေတွေမထွက်လာဘူးဆိုရင်ပုံမှန်အတိုင်းပဲ discard ကိုဖယ်ပြီးတော့25စီဒီ starter ကို25စီခြံပြီးတော့ပုံမှန်တိုင်းကျွေးသွားလို့ရပါတယ်တဖြည်းဖြည်းရက်ကြာလာတဲ့အခါမှာ active ပို့ပြီးတော့ဖြစ်လာမှာဖြစ်ပါတယ်အစပိုင်းရက်တွေမှာဆိုရင်24နာရီကြာပြီးရင်လည်းဒီလိုလေးပဲတက်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်တအားမြင့်နေတာမျိုးဒါမှမဟုတ်ရင်လုံးဝမတက်တော့တာမျိုးပေါ့နော်ဒါတွေကတော့ဖြစ်လေဖြစ်တာရှိတာဖြစ်တဲ့အတွက်စိတ်မပူဘဲနဲ့ဆက်ပြီးတော့ဒီ starter ကိုမွေးသွားဖို့အကြံပေးချင်ပါတယ်ဒီနေ့ပေါ့နော်ဒီနေ့ day 5ဆိုလို့ရှိရင်ဒီ plan ထဲမှာမနေ့ကထည့်ထားတဲ့ရေးထားတဲ့စာအုပ်ထဲမှာရေးထားတဲ့အတိုင်းဆိုရင်ဒီ plan ထဲမှာ85 gram ရှိပါတယ် plan ကအခုလိုမျိုးပေါ့နော်ထုတ်လိုက်ထည့်လိုက်ဖြစ်နေတဲ့အတွက် plan ထဲမှာဒီလိုဂျုံနေအများကြီးကတ်နေတယ်ဒီလိုဖြစ်နေတဲ့အတွက်ကြောင့် plan အသစ်ချိန်မှာဖြစ်ပါတယ် plan အသစ်ကကြတော့ဒီမှာပေါ့နော် plan အသစ်ကလေးကိုတေချာရေးဆေးပြီးပိုးတက်ထားပါတယ်စက်ပြတွေလည်းမကြံအောင်လို့ပိုးတက်ထားပေးရပါမယ်အခုဆိုလို့ရှိရင်ဒီနေ့ကတော့ဘယ်လိုလုပ်မှာလဲဆိုတော့ဒီ plan ထဲကနေပြီး25 gram ကို plan အသစ်ထဲထည့်မယ်ထည့်ပြီးရင် plan အသစ်မှာဆက်ပြီးတော့အစာကျွေးမှာဖြစ်ပါတယ်ဒီ plan ကိုကြတော့ discard plan အနေနဲ့ပဲထားလိုက်မှာဖြစ်ပါတယ်ပထမကဖယ်ထားတဲ့ discard plan ကကြတော့အဲ့ဒီထဲမှာရှိတဲ့ starter တွေကမုတ်လောက်လိုက်ပြီးဖြစ်တဲ့အတွက်မရှိတော့ဘူးပေါ့နော်မုတ်နဲ့ပတ်သက်တဲ့ဗီဒီယိုကိုလည်းဒီညတင်ပေးပါမယ်ဒါလေးကတော့ဒီအခြေအနေကိုပြပေးတာပါ plan တစ်ထဲကိုပြောင်းထည့်ပြီးတော့ဆက်ပြီးတော့အစာကျွေးပါမယ် plan တစ်ထဲကိုပြောင်းတာကကြတော့ကိုယ့်ရဲ့ plan ကဒီလိုဖြစ်မနေဘူးဆိုရင်မပြောင်းရင်လည်းရပါတယ်ဒီထဲကနေပဲ discard ကိုဖယ်ပြီးတော့ဒီထဲမှာဆက်ကျွေးလို့ရတယ်ပေါ့နော်တကယ်လို့ပြောင်းချင်တယ်ဆိုရင် plan တစ်ထဲကို25 gram ပြောင်းထည့်ပြီးတော့ plan အသစ်မှာဆက်ပြီးတော့ကျွေးသွားလို့ရပါတယ်ဒါလေးကတော့ day 5မှာဖယ်ရမယ် starter ပမာဏနဲ့ပြန်ကျွေးရမယ်ပမာဏကိုရေးထားတာဖြစ်ပါတယ် day 5မှာဒီ plan ထဲမှာရှိတဲ့ starter ရဲ့ပုံစံက normal ဖြစ်နေပါတယ်ရေလည်းထွက်မနေဘူးတအားလည်းပွားမနေဘူးတအားပွားနေရင်လည်း normal ပဲเนาะရေထွက်နေမှသာလျှင်သူ့ကိုပို့ပြီးတော့အစာထည့်ရမှာဖြစ်ပါတယ်တကယ်လို့ရေထွက်မနေဘူးဆိုရင် normal ဖြစ်တဲ့အတွက်ဒီဂျုံရောရေရော25 gram စီပဲထည့်ပေးရမှာဖြစ်ပါတယ်ဒါလေးကကြတော့ day 1နေစပြီးတော့လိုက်ကြည့်လာတဲ့သူဆိုရင်တော့ဒီအချက်လေးကိုနားလည်မှာဖြစ်ပါတယ်အခုဆိုရင်တော့plan တစ်ကိုချိန်မယ်ပေါ့နော် plan တစ်ချိန်မှုအတွက်အဟောင်းထဲမှာရှိတဲ့ starter ကို25 gram ယူပါမယ်ဒါကအများအားမွေးနေကြ plan ပေါ့နော်ဒီလိုလေးဖြစ်နေပါတယ်ဒါပုံမှန်ပါပဲဒီထဲကနေပြီးတော့25 gram ယူပြီးတော့ plan တစ်နဲ့ပြောင်းပြီးတော့မွေးမှာဖြစ်ပါတယ်တကယ်လို့ plan မချင်းရင်လည်းရတယ်เนาะကိုယ့်ရဲ့ plan ကအဆင်ပြေသေးတယ်ဆိုရင်မချင်းလို့လည်းရပါတယ်ပုံမှန်တိုင်းပထမရက်တွေအတိုင်းပဲ discard plan နဲ့ကိုရွှေ့ပြီးတော့ယူသွားလိုက်လို့ရပါတယ်အခုကကြတော့ plan ကိုနည်းနည်းချင်းကျင်လို့ပေါ့နော်ဒ
ဒီမှာ25 gram ထည့်တဲ့အခါမှာအရှိန်လုံးပြီးနည်းနည်း25 gram ထက်နည်းနည်းပိုသွားရင်လည်းကိစ္စမရှိဘူးเนาะခုဆိုရင်တော့ဒါ starter plan အသစ်ပြောင်းလိုက်ပါပြီဒီ plan ဟောင်းကိုတော့ starter plan ဟောင်းကိုတော့ discard plan အနေနဲ့ထပ်ပြီးတော့ဆက်ပြီးတော့ထားသွားမှာဖြစ်ပါတယ်အခုဆိုရင်တော့ဒီ plan ဟောင်းထဲမှာဒီ starter plan အဟောင်းထဲမှာဘယ်လောက်ကျန်မလဲဆိုတော့60 gram ကျန်နေခဲ့မှာပေါ့နော် discard အနေနဲ့ရှိနေမှာဖြစ်ပါတယ်မနော်ဒါကြံနေခဲ့တဲ့ plan ထဲမှာရှိတဲ့အနေထားလေးပါပြီးရင်တော့ဒီຢာကိုဒီ plan အသစ်ကိုစားထည့်မယ်နော်25ထည့်ထားတာဖြစ်တဲ့အတွက်25စီပြန်ပြီးတော့ကျွေးပါမယ်20ခွန်ဖြစ်သွားရနော် starter ကလည်း20ခွန်ဖြစ်နေတယ်ဆိုတော့ထည့်လိုက်ပါမယ်ထည့်လို့ရတယ်နော်အဓိကအချက်ကကြတော့ဒီထဲမှာ25ထည့်ပြီးရင်ဂျုံ25ရေ25တကယ်လို့20ခွန်ဖြစ်သွားရင်လည်းဂျုံ25ထည့်လို့ရတယ်ဒီလိုမျိုးပိုသွားရင်လည်း2 gram လောက်ပိုသွားရင်လည်းရပါတယ်ထည့်လို့ရပါတယ်တအားကြီးအတိအကျဖြစ်ဖို့မလိုဘူးနော်1 gram 2 gram ကအနည်းငယ်ကွာလို့ရပါတယ်ပြီးတော့ရေထည့်မယ်နော်ရေကတော့မများစေနဲ့နော်ဘာလို့ဆိုရေများလို့ရှိရင် starter ကျဲနေလို့ရှိရင်သူ့ရဲ့ activity တက်ပြီးတော့နေရေထွက်လာတတ်ပါတယ်ရေတော့25ပဲထည့်မယ်နော်အခုဆိုလို့ရှိရင်ဒါကဒီ starter တွေကိုထည့်ရမယ်ပစ္စည်းကပြီးသွားပြီပေါ့နော်ပလင်းဘေးမှာဂျုံနဲ့ကတ်သွားဖြစ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဒါလေးကိုထည့်ပါမယ်ထည့်ပြီးတော့ညင်ညင်တတနဲ့တသက်ရက်ကလေးမှုပါမယ်မှုတဲ့အခါမှာလုံးဝရောသွားအောင်လို့ဂရုစိုက်ပြီးမှုပေးပါအမှုန့်နဲ့အရေနဲ့ပေါ့နော်ပြီးတော့ဖယ်လိုက်တဲ့ဒီထဲထည့်လိုက်တဲ့ starter တွေနဲ့ရောသွားအောင်လို့သေချာလေးထည့်ပေးပါပြီးရင်အဲ့လိုပေးပပတ်လည်လေးကိုပြန်ပြီးတော့ချစ်ပေးလိုက်မယ်ပလင်းလေးတန့်အောင်ပေါ့နော်ချစ်ပေးပြီးပြီဆိုရင်အခုလိုမျိုးတောက်လေးရအောင်လည်းနည်းပို့မယ်ဒါလေးကကြတော့ rubber band လေးထည့်ရင်စနစ်တကျဖြစ်အောင်လို့ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ဒီ spatula ကိုချစ်မယ်နော်ချစ်တဲ့အခါမှာဒီပလင်းပေသွားမှာဆိုလို့ဒီပလင်းမှာဒီလိုလာချစ်လိုက်ပါမယ်ချစ်ပြီးရင်ဒီလိုပြန်ယူပြီးတော့ဒီထဲပဲ spatula နဲ့ချစ်ထားတဲ့ဟာလေးပေါ့နော်ပြန်ထည့်ပေးလိုက်ပါမယ်အဲ့လိုမျိုးချစ်လို့အဆင်မပြေရင်25စီမချန်မဲနဲ့30စီချန်လိုက်ပါဒါဆိုရင် spatula မှာကတ်မှာနဲ့ဆိုရင်အနေတော့ပဲနော် starter ကို30ချန်ပြီးတော့အစာ30ရေ30အဲ့လိုစားသူကျွေးလိုက်ရင်လေဒီပလင်းထဲမှာဇောမှာကတ်မှာနဲ့ဆိုရင်တော့ကွက်တိဖြစ်သွားမှာပေါ့နော်ဒါပေမဲ့25စီပဲလောလောဆယ်ကတော့လောက်ထားပါတယ်25ပဲလုံး30ပဲလုံးပေါ့နော်တကယ်သူ့ရဲ့သဘောတရားဘယ်လိုလဲဆိုတော့ starter ဘယ်လောက်ရှိလဲအပေါ်မှာထည့်ရမယ့်အစားလဲအဲ့လောက်ကျွေးရမှာဖြစ်ပါတယ်အဲ့တော့ဟိုများများခြံရင်များများကျွေးရမယ်အဲ့လိုဖြစ်တဲ့အတွက် starter တွေအများကြီးဖြစ်သွားမှာဆိုလို့နည်းနည်းခြံပြီးနည်းနည်းကျွေးတာပါတကယ်လို့ starter 50ထည့်ခြင်းနဲ့ plan ထဲမှာမွေးတဲ့ခါမှာ starter ကို50ထည့်ခြင်းနဲ့ဆိုရင်ဂျုံ50ရေ50ထည့်ကျွေးရမှာဖြစ်ပါတယ်အဲ့ချိန်ကြလို့ရှိရင်တော့အများကြီး discard တွေလည်းအများကြီးဟိုပို့ပြီးတော့ထွက်မှာပေါ့နော်နောက်ရက်တွေကြလို့ရှိရင်အဲ့လိုဖြစ်မှာဆိုလို့ဒီလိုမျိုး25 gram ပဲခြံပြီးတော့25 gram စီအဲ့လိုကျွေးသွားတာဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ weak ဖြစ်နေလား strong ဖြစ်နေလား hungry ဖြစ်နေလားအဲ့ပေါ်မှာမူတည်ပြီးတော့ hungry ဖြစ်တယ်ဆိုရင်ဂျုံကိုထည့်နေကြထက်5 gram စီပို့ထည့်ပြီးတော့ကျွေးသွားကြည့်မယ်ကျွေးသွားပြီးတော့မှအခြေအနေပြန်ကောင်းသွားပြီဥပမာဒီနေ့လိုမျိုး hungry မဖြစ်တော့တဲ့နေ့ဆိုရင်တော့ပုံမှန်အတိုင်းပဲအောက်မှာရှိတဲ့ starter နဲ့အပေါ်ကဂျုံနဲ့ရေကိုစားတူပဲလိုက်ပြီးတော့ထည့်သွားပေးလို့ရပါတယ်အခုဆိုရင်တော့ဒါက day 5ပါ sorry day 5ပေါ့နော်ပလင်းကတော့နည်းနည်းထက်ကြီးတာတုံးလိုက်တယ်ဘာကြောင့်လဲဆိုတော့
day 7ကနေစပြီးတော့ညီမတို့ကဒီသူ့ကိုအစာကျွေးတဲ့အခါမှာ2ချိန်ကျွေးရတော့မှာဖြစ်တဲ့အတွက်ပေါ့နော်ဟုတ်အောက်ထိယူလို့မရအောင်ဖြစ်အောက်နားလေးပဲเนาะသူတက်လာတာကိုကြည့်မှာဆိုတော့သူနဲ့ကွက်တိဖြစ်အောင်လုပ်ထားပေးလိုက်ပါတယ်တကယ်လို့ rubber band ကိုအခုလိုမျိုးစွတ်လို့မရတဲ့အနေထားဆိုလို့ရှိရင်မာကာလေးနဲ့ဒီဖြတ်လို့ရတဲ့ white board မှာရေးတဲ့ soft pen လေးနဲ့အရာပေးထားလို့ရပါတယ်ပြီးရင်တော့ပြန်ဖြတ်လို့ရတယ်ပေါ့နော်ဆိုရင်တော့ဒီ file လေးပြီးသွားပါပြီဒီ file ပြီးသွားတဲ့အခါမှာပထမကကြံတဲ့ discard တွေကအသုံးပြုလိုက်ပြီးဖြစ်တဲ့အတွက် discard ကအခု starter plan ဟောင်းတဲ့က discard 60g ပဲရှိပါတော့တယ်အဲ့တော့ဒါလေးကိုပြန်ပြီးတော့ခွာလိုက်မယ်အခုဒီနေ့ဒီ starter plan ဟောင်းက discard plan ဖြစ်သွားပြီလောလောဆယ်မသုံးသေးတဲ့အတွက်ရေခဲတစ်တာထဲမှာထည့်ပါမယ်မသုံးသေးတဲ့အတွက်ထည့်တာပါတကယ်လို့သူ့ကိုတကယ်လို့မနှက်ဖြန်မှာသုံးမယ်ဆိုရင်မထည့်ဘဲနဲ့အခုဒီမှာ60ကျန်တာဖြစ်တဲ့အတွက်သူ့ကိုတကယ်လို့သုံးမယ်ဒီ discard ကိုမုတ်တစ်ခုခုလှုပ်ချင်တယ်ဆိုလို့ရှိရင်ရေခဲတစ်တာထဲမထည့်ဘဲနဲ့သူ့ရဲ့တဝက်ကျုံ30ရေ30ထည့်ပြီးထားလိုက်မယ်ဆိုရင်နောက်နေ့မှာသူကဒီဘယ်လိုပြောရမလဲ premature starter တခုအနေနဲ့သူ့ကို cracker တွေ whip bread တွေမှာထည့်သုံးမယ်ဆိုရင်အနက်ရတာပြည့်စုံစေပါတယ်အရင်ရက်ကဖယ်ခဲ့တဲ့ discard plan နဲ့လုပ်ထားတဲ့မုတ်ကိုလည်းပြင်ပေးပါမယ်နော်ဒါကလောလောဆယ်အစာကျွေးရမယ့်အချိန်မလွန်ခင်မှာကျွေးပြီးတော့ဗီဒီယိုအရင်တင်ပေးလိုက်တာပါအခုဆိုလို့ရှိရင်တော့ဒီဟာက day 5ဖြစ်ပါတယ် day 5က total 85g ရှိပါတယ်အဲ့ဒီရှိတဲ့ total ကိုလည်းဒီမှာမှတ်ထားပေးပါမယ်ဒါက day 5 starter plan ဖြစ်ပါတယ်ခုဆိုရင်တော့ day 5 ဗီဒီယိုလေးပြီးဆုံးသွားပါပြီ day 6မှာပြန်လည်ဆုံတွေ့ကြမယ်နော်